ကောင်မလေးကဓာတ်ပုံရိုက်ဖို့အောက်ကိုငုံလိုက်ပါတယ်အပေါ်ကိုပြန်ထားတဲ့အချိန်မှာသူမရဲ့ဖုန်းကအချိန်ကွာဟမှုအကွဲကြောင်းတွေကိုပြုတ်ကျသွားပြီး1938ခုနှစ်ကအလိုလိုက်ခံထားရတဲ့တထေးသားလေးတစ်ယောက်ရဲ့ခေါင်းကိုသွားမှန်ပါတော့တယ်လူငယ်လေးကကောင်းကင်ကနေကျလာတဲ့အဲ့ဒီတန်ဘူးလေးကိုမြင်တဲ့အခါအရန်ကိုစူးစမ်းကျင်စိတ်တွေဖြစ်သွားပါတယ်ဂယုတစိုက်နဲ့ဖွင့်ကြည့်လိုက်တဲ့အခါရုတ်တရက်ကောင်မလေးရဲ့ဓာတ်ပုံနဲ့မျက်နှာပြင်လင်းလာလို့လန့်ပြီးအဝေးကိုလွှင့်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာကောင်မလေးကသူမရဲ့ဖုန်းပျောက်သွားတာကိုသတိထားမိလိုက်ပြီးသူမရဲ့ဖုန်းနံပါတ်ကိုခေါ်ဖို့တခြားဖုန်းတစ်လုံးကိုအမြန်ငှားလိုက်ပါတယ်လူငယ်လေးကလင်းလက်ပြီးအတန်မြည်နေတဲ့အဲ့ဒီတန်ဘူးလေးကိုကြည့်နေပေမဲ့ဖုန်းကင်ဖို့မရဲပါဘူးကောင်မလေးကမရက်မနာဆက်တိုက်ခေါ်နေတဲ့အခါနောက်ဆုံးမှာတော့ဇိမ်ကြကြကြီးပြင်းလာတဲ့အဲ့ဒီလူငယ်လေးဟာအချိန်ကာလတွေကိုဖျက်ကျော်လာတဲ့ဖုန်းခေါ်ဆိုမှုကိုကင်လိုက်ပါတော့တယ်ကောင်မလေးကဖုန်းကိုပြန်ပေးဖို့အရေးတကြီးတောင်းဆိုပြီးစုချင်းငွေပေးပါမယ်လို့ပြောပါတယ်သူတို့နှစ်ယောက်လုံးမတူညီတဲ့အချိန်ကာလတွေမှာရောက်နေတယ်ဆိုတာကိုတော့ဘယ်သူမှမသိကြသေးပါဘူးလူငယ်လေးကစူးစမ်းကျင်စိတ်နဲ့လက်ခံလိုက်ပေမဲ့အချိန်တွေကြာလာတာတောင်ကောင်မလေးကိုမတွေ့ရတဲ့အခါစိတ်မရှိတော့ပဲနေ့ရက်တန်မှုကိုပြန်လို့ချင်းရင် channel ကိုနင့်ပါတာနဲ့လာယူလဲလို့ရန်စားတဲ့လေတံနဲ့ပြောပြီးဖုန်းချလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါသူ့ရဲ့တက်တောင့်တက်တာရှိတဲ့အခန်းထဲမှာလဲလျောင်းရင်ဖုန်းလို့ခေါ်တဲ့အဲ့ဒီပစ္စည်းလေးကိုစတင်လေးလာပါတော့တယ်ကင်မရာထဲမှာသူ့မျက်နှာကိုမြင်တဲ့အခါမျက်နှာအမူအရာမျိုးမျိုးလုတ်ပြနေပါတယ်ကောင်မလေးဘက်မှာတော့ဖုန်းတစ်တလုံးဝယ်လိုက်ရပြီးသူပြောတဲ့အတိုင်းချန်စီကိုသွားခဲ့ပေမဲ့အဲ့ဒီနေရာကကဘာလက်ခီးတွေလာတဲ့နေရာဖြစ်နေပြီဆိုတာကိုတွေးလိုက်ရပါတယ်အဲ့ဒီအချိန်မှာဖုန်းခေါ်တော့ကနောက်ခံမှာကြားနေရတဲ့ရေဒီယိုအတန်ကိုသူမပြန်တတိယသွားပါတယ်အဲ့ဒီမှာ1938ခုနှစ်လို့ပြောနေခဲ့တာပါသူမရဲ့တန်တရားကိုအတီးပြုတ်ဖို့အတွက်လူငယ်လေးစီကိုဖုန်းထက်ခေါ်လိုက်ပြီးနွယ်ပင်အောက်မှာတွေးကြဖို့ပြောလိုက်ပါတယ်ဒါအပြင်အနီးနားကကြောက်တုံးတုံးပုံမှာအမတ်သားတစ်ခုလှုပ်ပေးဖို့တောင်းဆိုလိုက်တဲ့အခါတစ်ချိန်တည်းမှာပဲအခုခေတ်ကကြောက်တုံးပုံမှာအဲ့ဒီအမတ်သားပေါ်လာပါတော့တယ်အဲ့ဒီခါကျမှသူမရဲ့ဖုန်းကအတိတ်ကာလစီကိုတကယ်ရောက်သွားတယ်ဆိုတာကိုကောင်မလေးအတီးပြုတ်နိုင်ခဲ့ပါတယ်သူမကဓာတ်ပုံပြခန်းကိုဖွင့်ခိုင်းလိုက်လို့ဆယ်စုနှစ်ပေါင်းများစွာကြာပြီးနောက်ကရှန်ဟိုင်းမြို့ရဲ့ပုံတွေကိုမြင်လိုက်ရတဲ့အခါလူငယ်လေးလည်းအကြီးကျယ်မြင့်တက်သွားပါတော့တယ်သူထပ်ပြီးမယုံမရဲမဖြစ်တော့ပဲဒီအမခန့်အမှန်တရားကိုအတူတူလက်ခံလိုက်ကြပါတယ်ကောင်မလေးကဒေါ်လာ1000ကျော်တန်တဲ့ဖုန်းပြောက်သွားလို့ညှင်းညူပါတယ်လူငယ်လေးကမဆိုင်မတော်ပဲရော်ပေးမယ်လို့ပြောပေမဲ့ရာစုနှစ်တွေချားနေတဲ့အတွက်ဒါကမဖြစ်နိုင်ပါဘူးအဲ့ဒီအချိန်မှာသူအကြံတစ်ခုရသွားပါတယ်နွယ်ပင်အောက်မှာရွှေတုံးနှစ်တုံးကိုမြုပ်ထားလိုက်ပါတယ်ကောင်မလေးကတန်တရားဖြစ်ပေမဲ့တကယ်တူးကြည့်တဲ့အခါအဲ့ဓာတွေကိုရှာတွေ့သွားပါတယ်သူမကချမ်းသာလာမဲ့နီလန်းကိုရှာတွေ့သွားပြီလို့တွေးလိုက်ပါတယ်စမ်းတက်တဲ့အနေနဲ့အာသွင်းကြိုးတကြိုးကိုမြုပ်နှံဖို့စူးစမ်းခဲ့ပေမဲ့လူငယ်လေးကတော့ဘယ်တော့မှရှာမတွေ့ခဲ့ပါဘူးပစ္စည်းတွေကတစ်ဖက်သက်ပဲပို့လို့ရပြီးကန်တရားအရာပဲဖြစ်တယ်ဆိုတာကိုသူမနားလည်သွားပါတယ်တထေးမကြီးဖြစ်လာမဲ့အိမ်မက်တွေပျက်စီးသွားပေမဲ့ကောင်မလေးကသူမဒီကိုလာရတဲ့အဓိကရည်ရွယ်ချက်ကိုမမေ့ခဲ့ပါဘူးဖုန်းရဲ့အကူအညီနဲ့သူမရဲ့အဖိုးကိုအိမ်ဟောင်းစီခေါ်သွားခြင်းခဲ့တာပါအဖိုးဖြစ်သူကအဲ့ဒီလမ်းသွယ်လေးထဲမှာကြီးပြင်းခဲ့တာဖြစ်ပြီးသူ့ရဲ့တခုလေးသောနောက်တက်ကတော့စစ်တွင်းမှာဖခင်ကိုဆုံးရှုံးလိုက်ရတာပါပဲဖခင်ဖြစ်သူဘာဖြစ်သွားလဲဆိုတာကိုဘယ်တော့မှမသိခဲ့ရတဲ့အတွက်ကောင်မလေးကသူမရဲ့ဘေးဖိုးကိုရှာပေးဖို့လူငယ်လေးကိုအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်လူငယ်လေးကလည်းလက်ခံခဲ့ပေမဲ့အပြန်အလှန်အနေနဲ့တခုခုတောင်းဆိုခဲ့ပါတယ်အနာဂတ်မှာသူ့ရဲ့ကံကြမ္မာဘယ်လိုဖြစ်လာမလဲဆိုတာကိုသူသိချင်နေခဲ့ပါတယ်ကောင်မလေးကလွယ်မယ်လို့ထင်ခဲ့ပေမဲ့နေရာအနှံ့ရှာကြည့်ပြီးတဲ့နောက်သူ့အကြောင်းဘာချက်လက်မှမတွေ့ခဲ့ရပါဘူးလူငယ်လေးဟာချမ်းသာတဲ့မိသားစုကပေါက်ဖွာလာပေမဲ့ဘာသုံးဝင်တဲ့အလုံးမှမလုပ်ပဲပတ်စံတွေသုံးပြီးဘဝကိုအချီးနှီးဖြတ်တန်းနေခဲ့တာပါအပြင်ဘက်မှာနိုင်ငံတော်ကစစ်မီးတွေတောက်လောင်နေပြီးမြို့ချစ်လူငယ်တွေကနိုင်ငံအတွက်တိုက်ပွဲဝင်ဖို့လမ်းမတွေပေါ်ထွက်လာနေကြပေမဲ့သူကတော့သူ့ရဲ့ဆိုင်ကြီးထဲမှာတရောတနာထောင်ပြီးဝိုင်းတောက်နေစေပါပဲမြို့ချစ်လူငယ်တွေကသူ့ရဲ့အသိစိတ်ကိုနှိုးဆွဖို့ကြိုးစားခဲ့ကြပေမဲ့သူ့မှာဘာခံယူချက်မှမရှိပဲသူ့ရဲ့စီးစိမ်ကိုထိမ့်သိမ့်ပြီးအေးအေးချမ်းချမ်းနေခြင်းယုံတက်တက်ပါပဲကောင်မလေးကဒီလိုလူငယ်မျိုးဟာအောင်မြင်မှုမရှိတဲ့ဘဝမျိုးကိုဖြတ်တန်းခဲ့ရမှာမို့လို့တမိုင်းမှာစာကြောင်းတစ်ကြောင်းတောင်ကြံရစ်ခဲ့မှာမဟုတ်ဘူးလို့တွေးလိုက်ပါတယ်ဒါပေမဲ့အမှန်တရားကိုပြောပြလိုက်ရင်သူစိတ်ပြတ်သွားပြီးသူမကိုကူညီဖို့ညှင်းဆန်သွားမှာကိုစိုးရိမ်နေပါတော့တယ်